အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်လေးပဲပါဒီနေ့မှာကျွန်တော်ကတပတ်ဘာရှိုးသွားနေအောင်တော့သူကဒီအထောက်အဆောင်မှာဒီဘက်မှာသူကကျင်းပတာတော့ဒီနေ့မှတစ်ခါပဲအဲ့တော့ဒီဘာရှိုးကဘယ်လိုမျိုးကျွန်တော်တို့ knowledge တွေရမယ်ကျွန်တော်တို့အတွက်ကျွန်တော်တို့နောက်ထပ် level တစ်ခု grow ဖြစ်ချင်လို့ဘာတွေသိလာရမလဲဒါလေးကိုတားပြီးလေ့လာမှာဖြစ်ပါတယ်ပြီးတော့ဒီကျင်းပရတဲ့ရည်ရွယ်ချက်တွေကလည်းတော့ကာချာ improvement ဖြစ်ဖို့ပေါ့နော်အဲ့တော့ငယ်ချင်းဝင်သားဖို့ခေါ်ပါတယ်ကျွန်တော်တို့တားပြီးလိုက်ကြည့်ရအောင်လက်ရှိတော့ကောင်းပါကြားလို့ရတော့မယ်โอ้เอากลับไปดีมาจบเนี่ยเดี๋ยวตัวเราเข้ากันก่อนเลยโอเคลูกก็บอกก็พรีเมียร์บอกอะไรมาป่าเลยที่มัน try ไหมฮัลโหลเดี๋ยวก็นี่ try ไหม傲笑萬重浪日光အဲ့တော့ marketing ပါတော့post page ပေါ့နော်ကျွန်တော်တို့ဖားလိုက်တော့မှမသိရလို့မရှိဘူးသူသိများတယ်ပေါ့နော်သူကလည်းရန်တော်တဲ့ဘာတနာမှာပါတယ်ချင်းနေအေးစေးပဲအေးစေးAbout the soda mason, not joking, soda mason. With a smile that warms my soul, we walk this road hand in hand. We stroll through ups and downs. We stand as one. Our hearts united, beating as one drum. In this journey, we're not alone. Friendship's the bond that makes us strong. Together we shine. Like stars in the sky. ဒါဆိုသူတို့ competition လုပ်တဲ့ဟာပေါ့နော် competition လုပ်တာတွေ့ပြောပါအဲဆိုရင်တော့ class ကိုချိန်တယ်ဒါ competition လုပ်တာပြီးတော့အဒီမှာကသာမကသူကပြတာခုလာတာပဲဒါပေမဲ့သူက clarify လုပ်တာလေဆိုတော့ competition ထပ်လုပ်တာတော်တော်တောက်လို့ကောင်းတယ်မှာပါတယ်တော်တော်ကြီးတောက်လို့ကောင်းတယ်ဝါဒီကလည်းဘူးပြန်မလေးပါတယ်เวลาเราจะโตอยู่แต่เราแบบโตอยู่แต่ละนี่แต่ละมันโตอยู่แต่ละที่จะทำอะไรexperience ရအောင်ဒီမကောက်ဘူးပေါ့နော်သူတို့ရဲ့ဘယ်လိုကောက်လဲချုပ်ဆိုတော့ကျွန်တော်အခုစရိတ်ထွက်တောင်းပြန်နော်သူ drain တွေ creation လုပ်ထားတာရှိတယ်သူတို့ဘယ်လို creation လုပ်ခဲ့သူတို့ပြပြတယ်ရှင်းပြတယ်ဆိုတော့ပထမတစ်ရက်မှာလေကျွန်တော်တို့အရန်ဟိုမှာကောင်းတဲ့ experience ကိုကျွန်တော်ရရလို့ခံစားရတယ်ပြီးတော့
အားလုံးဒီမှာအလုံးလုံးနေရလို့ကျွန်တော်များကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီဘာကကျွန်တော်တို့မြန်မာခုနေကျွန်တော်များကျွန်တော်တွေ့ရတယ်ပြတော်ကြီးကိုမိုက်တယ်ပေါ့နော်တကယ်ပေါ့တော်ကြီးကိုမိုက်တယ်ဆိုတော့တော်ကြီးကိုမိုက်တယ်အဲ့တော့ကျွန်တော်တို့ဟိုဘယ်လိုလဲတကယ်ကိုမတူတဲ့ experience တွေကျွန်တော်ခံစားရတယ်နောက်ပြီးတော့ကျွန်တော်ဆိုတော့ကျွန်တော်ပုံမှန်အရက်တောက်တယ်ပေါ့တောက်ကြတယ်ကွာဒါတော့ဘယ်လိုမှရှောင်ကြဘူးလို့တော့ကျွန်တော်ထင်တယ်တော်များတောက်ကြတယ်တောက်မှာပဲဒါပေမဲ့ကျွန်တော်တို့ဘာရလိုက်လဲဆိုတော့ကျွန်တော်အရေးကြီးတယ်လို့ကျွန်တော်ခံစားကျွန်တော်ဒီမှာအပြိုင်ဆိုင်ပေါ့နော်ကျွန်တော် brand တွေအများကြီးရှိတယ်လောကအပြိုင်ဆိုင်ကွာဆိုတော့အခု t-shirt ဆိုတော့ကျွန်တော်ဝယ်မယ်ပေါ့နော်ကျွန်တော်ကကျွန်တော် memory တခုနေကျွန်တော်ရှေ့စေချင်တယ်ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်ဝယ်မယ်ပေါ့သူတို့လုံးဝဒီမှာပေးတဲ့ service တွေကျွန်တော်တို့ဝယ်လိုက်ရတဲ့ ticket ပို့တဲ့အများကြီးတန်တယ်ဒါပေမဲ့သူတို့ရှင်းပြတဲ့ experience တွေသူတို့မှရှိတဲ့ experience တွေကျွန်တော်တို့ပြန်နားထောင်ရတယ် is really amazing လို့ပဲကျွန်တော်မချက်ပြရအောင်ကျွန်တော်တော့ပေါ့နော်ကျွန်တော်အရင်တော့ကြားတယ်ပြီးတော့ကျွန်တော်တက်တယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ကောင်းပါတယ်နေက17ရက်နေပြီးတော့ည17ထိသူတို့ဒီ event ရှိတယ်ည9:00နာရီဒါပေမဲ့17ထိ after party ပေါ့နော်အရမ်းမိုက်တယ်ကျွန်တော်တွေ့ကျင်တယ်ကျွန်တော်တို့မြန်မာလူမျိုးဖြစ်တဲ့ဘာတနာကြီးမှာတကယ်တော်တဲ့တကယ်ကောင်းတဲ့လူတွေကျွန်တော်တွေ့ရတယ်ကျွန်တော်စကားပြောခွင့်ရတယ်ကျွန်တော်လည်းအဲ့ထက်မကအဲ့လိုမျိုးဒီဘယ်လိုပြောမလဲတကယ်တော်တဲ့နေရာမှာကျွန်တော်လည်းနေရာရကျင်တယ်ပေါ့နော်ကျွန်တော်လည်းအများကြီးစူးစမ်းရအောင်မယ်ဆိုတော့ကျွန်တော်အများကြီးတွေ့ရတယ်ဒီပွဲရကျွန်တော်တို့အများကြီးတန်တယ်လို့ကျွန်တော်ခံစားရတယ်ဒီလိုမကြိုက်လို့ရဘူးလေကျွန်တော် organizer ကျွန်တော်ခွင့်တောင်းထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်က2 day pass မှာကျွန်တော် VVIP ဒီ VIP pass ကိုကျွန်တော်ဝယ်ထားတဲ့အတွက်ကျွန်တော်တို့လည်းကျွန်တော် discuss လုပ်ကြည့်တော့ it's okay they allow to you ဆိုတော့ organizer ကကျွန်တော်ကိုရိုက်ဖို့ခွင့်ပြုတယ်ဆိုတော့ကျွန်တော်တင်ဝင်ရိုက်ခွင့်လည်းရတယ်ပေါ့နော်အဲ့ဒါကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အဓိကတော့ဒီ video sharing လုပ်ပေးရတာတော့တကယ်လည်းဘာ live မှာအလုပ်လုပ်နေညီကိုရှိတယ်ဒီထက်လည်းမကကျွန်တော်အများကြီးကျွန်တော်ကူညီပေးနိုင်တယ်ကျွန်တော်ကူညီပေးတဲ့ video ချက်တစ်ခုကအလွယ်လို့ကျွန်တော်အမှားတွေမရှိပါဘူးလက်ရှိမှာကျွန်တော်ညီမနိုင်ငံမှာခံစားနေရတဲ့လင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ sporting နဲ့ပြေဝပေးတယ်ကျွန်တော်ကူညီပေးနေကျွန်တော်အကုန်ကူညီပေးထားပါတယ်ကျွန်တော်တို့တွေအဲ့တော့ဒီမှာလည်းဒီ video မှာလည်းကျွန်တော်တို့ဒီကဘာညီကိုတွေအတွက်အထောက်အကူတစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော်အရင်ရုံဝမ်းတာနေပါပြီကျွန်တော်ဘက်ကကူညီပေးနိုင်တယ်ကျွန်တော် sporting တစ်ခုလုပ်ပေးနိုင်တယ်ဆိုတာလည်းကြားရတာလည်းကျွန်တော်အများကြီးဝမ်းတာနေပါကျွန်တော်ဒီဘာကောင်မှမဟုတ်ပါကျွန်တော်လက်ရှိမှာဒီဘာ live တွေမှာရက်တည်နေတဲ့လူတယောက်အနေနဲ့ sharing လုပ်ပေးရတာပါကျွန်တော်အားလုံးတို့အကျိုးရှိတယ်ဆိုရင်ကျွန်တော်အရင်ဝမ်းတာနေပါဒါအားလုံးကျေးဇူးတင်ပါတယ်